ဒီနေ့ရည်ရွယ်ချက်လေးကတော့မြေပုံထုတ်တဲ့အကြောင်းလေးပြောပြပေးကြတာလောတဲ့ file တစ်ခုတည်ဆောက်မှာပေါ့နော် new folder ခေါ်လိုက်မယ် exercise ပေါ့ yes exercise တစ်ခု new folder လေးတစ်ခုတင်ထားလိုက်မှာပေါ့နော် folder လေးတစ်ခုတင်ထားပြီးတော့အမှတ်မှာမြေပုံထုတ်မယ်ဆိုရင်အမှတ်ဖွင့်အောင်အမှတ်ဖွင့်တော့ဒီမှာပေါ့သူ့ရဲ့ speed ကိုကြောင့်လုံးမဲ့ software ပေါ်ရောက်ပြီပေါ့နော်အဲ့ခါကျတော့ကျွန်တော်လိုချင်တဲ့ဟာလေးတွေတင်မှာပေါ့ဆိုတော့ကျွန်တော်မြန်မာပြည်မြေပုံတစ်ချက်ဒီဆောက်ပုံဒီဆောက်နည်းလေးပြပေးမယ်ဆိုတော့အရင်ဦးဆုံးကျွန်တော်လိုချင်တဲ့ data တွေဒီ software တွေကိုထည့်သွင်းမှာပေါ့နော်ထည့်သွင်းမယ်ဆိုတော့ကျွန်တော်အမှတ်ကိုစပြီးထည့်မယ်ဆိုလို့ရှိရင်ရုံဆုံးဒီလိုပေါ်မှာဒါတော့ကျွန်တော်ချိတ်ထားလို့ပေါ်တာမချိတ်တိုင်းမပေါ်အဲ့ဒါကြတော့ချိတ်ပုံချိတ်နည်းလေးပြပေးမယ်ပေါ့နော်တစ်ချက်ဒီမှာ connect to folder ဆိုတာရှိတယ်အဲ့လိုတစ်ချက်နဲ့ဝင်လိုက်တာဝင်ပြီးွားရင်ကို folder တိစောက်ထားတဲ့နေရာတွေရှိတယ်ကိုယ့်ရဲ့ data တွေပေါ့အဲ့ data ရဲ့ C drive D drive တွေရှိတယ်ကျွန်တော်ဒီထဲမှာတင်ထားရတော့ဒီကိုချိတ်တယ်ဒီကိုချိတ်ပြီးတော့ကျွန်တော်လိုချင်တဲ့ data တွေကကျွန်တော် my life ဆိုတဲ့ file ထဲမှာရှိတယ်အဲ့ဒါကိုချိတ်လိုက်ရင်ဒီမှာ meso in GIS ဆိုတာရှိတယ်အဲ့ဒါကိုချိတ်လိုက်ပြီးတော့ okay ပေးလိုက်တယ် okay ပေးပြီးွားရင်ကျွန်တော်ဒီမှာတန်းချိတ်လို့ရပြီဒီမှာပေါ်ဒီမှာ D drive my life meso in GIS ဆိုတဲ့ဆိုအဲ့ဒါကိုဝင်လိုက်ပြီးတော့ကျွန်တော်မြန်မာပြည်မြေပုံထုတ်မှာမဟုတ်လို့ administrative file တွေကိုဝင်လိုက်တဲ့နေရာမှာဒီမှာ state and boundary ရှိရ downtown level တွေရှိရ township boundary ရှိရမျိုးပေါ့နော်လောလောဆယ်ကျွန်တော်တိုင်းနဲ့ပြည်နယ်မြေပုံထုတ်ပုံထုတ်နည်းလေးပြပေးမယ်အဲ့မှာ state and regional ကိုဝင်ပြီးရင်ကျွန်တော်ပြည်နယ်နဲ့တိုင်း14ခုကိုဆွဲသွင်းလိုက်မှာအဲ့ဒါဆိုရောက်လာပြီဆိုတော့ဒါဘာမှမသိဘူးဘယ်ပြည်နယ်မှလည်းမသိဘယ်မြို့နယ်မှလည်းမသိအဲ့ကကြတော့ကျွန်တော်ဒီကနေပြီးတော့ property ကိုဝင်မယ် property ထဲမှာကျွန်တော် symbology ဆိုတဲ့တဲ့ကိုသွားမယ်ပေါ့နော် symbology ထဲကိုသွားမယ် symbology ထဲမှာကျွန်တော် category ခွဲလိုက်မှာ file တွေခွဲလိုက်တာပေါ့အဲ့မှာကျွန်တော် state and region ဆိုတဲ့ဟာကိုလိုချင်တဲ့အတွက်ဒီမှာပေါ့နော် ST ပေါ့ ST ကိုဝင်မယ်ပြီးရင် arrow value ပေးမယ်ပေးလိုက်ရင်ဒီမှာပြည်နယ်နဲ့တိုင်းကြီးကျလာတယ်ပေါ့ကျလာတဲ့အခါကျတော့ပကိုးဆိုအရှင်းနဲ့အနောက်ရှိတယ်ကျွန်တော်မလိုချင်ဘူးဒီနှစ်ခုကိုပေါင်းမယ်ပကိုးအရှင်းနဲ့အနောက်ကိုပေါင်းမယ်ကိုးရှင်းနဲ့အနောက်ကိုပေါင်းမယ် group value ဖွဲ့လိုက်မယ်ဖွဲ့ပြီးရင်ကျွန်တော်ဒီကောင်ကိုပကိုးပေးလိုက်မယ်ပြီးဒီပကိုးရှမ်းဆိုရင်ဒီမှာရှမ်းအရှိရှမ်းမြောက်ရှမ်းတောင်ဆိုတာရှိတယ်ကျွန်တော်အဲ့ဒါလဲ group ဖွဲ့လိုက်မှာ group ဖွဲ့ပြီးတော့ကျွန်တော်ရှမ်းနဲ့ကိုထည့်လိုက်မှာရှမ်းပြီးရင်ကျွန်တော် apply okay ပေးလိုက်မှာအဲ့ဒါဆိုရင်ဒီမှာဆိုရင်ဒါရှမ်းပြည်နယ်ပေါ့နော်ရှမ်းပြည်နယ်ဆိုတရားအောင်လည်းဖြစ်သွားတော့နှမို့ဆိုရင်အရှိရက်ကောတောင်ရက်ကောမြောက်ရက်ကောဆို3ခုလောက်ခွဲနေတော့ဒီမှာလည်းပေါ်ပြီပေါ့နော်အဲ့တော့မှကျွန်တော်ကဒီကောင်းရဲ့ name ပေါ့ဒါ auto ပါတဲ့ name ဖြစ်နေအောင်အဲ့ခါကျတော့ကျွန်တော်လိုချင်တာ state and region ဖြစ်တဲ့အတွက်ကျွန်တော်သူ့ကို name ပြောင်းမယ်ဘာလို့ပြောင်းလိုက်လဲဆိုတော့ကျွန်တော် region ထုတ်တဲ့အခါကျရင် January ကိုသွားမယ် January ထဲမှာသူဒါကြီးဖြစ်နေကြိုက်တာလေးပြောင်းလို့ရတယ် EG region and state and region state and region okay state and region ရပြီ state and region ရပြီဆိုတော့ကျွန်တော်ဒီဘောကို label တွေတင်မှာပေါ့ label တွေတင်မယ်ဆိုရင်ဒီဘောမှာ click channel right click နဲ့ property ကိုသွားပြီးရင်ဒီမှာကြာလာတဲ့ layer property ထဲမှာဆိုရင်အမျိုးမျိုးရှိတာပေါ့နော်ရှိတဲ့ထဲမှာကျွန်တော် label ပဲတင်နေတာ
အဲ့တော့ label တော့ဝင်တယ်ဒီဘက် label feature in this layer အမှန်ချက်ပေးမယ်အမှန်ချက်ပေးလိုက်ရင်ဒါ M4 ဆိုတာကြီးကကျွန်တော်မြန်မာဘာသာနဲ့ထိုးကျင်တယ်ကျွန်တော်လောလောဆယ်အင်္ဂလိပ် font နေနဲ့ပဲတောင်းမှာ ST ပေါ့နော်ဒီကောင်က8ဖြစ်နေတယ်8ဖြစ်နေတယ်8ဖြစ်နေကျွန်တော်7လောက်ထားကြည့်မယ်7ထားမယ်ဒီမှာ bold ပြတင်မယ်area ပဲထားမယ် font size ကို font style ကို symbology ထဲမှာတော့ကျွန်တော်သူ့နောက်မှာဥစ္စာ holo ဆိုတော့ကျွန်တော်နောက်က background လေးဖြစ်ခြင်း edit symbol တော့ထောက်ဝင် edit symbol တော့ဝင်ပြီးဒီမှာ map ဆိုတာရှိရ map ထဲမှာ hello ဆိုတာရှိရအဲ့မှာကျွန်တော်2တော့မထားတော့1ပဲထားဒီသူ့နောက်မှာပေါ့နော်1ထားတယ် okay ပေးမယ် okay ပေးမယ် apply okay အဲ့ဆိုဒီလိုတက်လိုက်ပေါ့နော်ဒီလိုတက်လာပြီဆိုတော့ဒီကောင်းကိုကျွန်တော်ကလောဆယ်ဆိုဒီ screen ကဒီမှာမရှိဘူးအပြည့်မပေါ်ဘူးပေါ့နော်အပြည့်မပေါ်နည်းနည်းလေး score လေးနဲ့ရှစ်တော့နောက်ဆုံးလေးလုပ်လို့ရတယ်နော်အဲ့လိုမျိုးလေးလုပ်လို့ရတယ်ဒါတစ်ခုပေါ့နော်အခုဒါကတော့ပေါ်ပြီပေါ့ရပြီဒါတစ်ခုရသွားပြီပေါ်ပြီဆိုတော့ဒီကောင်းကိုပုံထုတ်မယ်ဆိုရင်ကျွန်တော်ဒီမှာ file ဆိုတာရှိတယ်အဲ့ file နဲ့ဝင်မယ်ဒီမှာ page and print setup ဆိုတဲ့နေရာလေးကိုဝင်လိုက်ရင်ဒီမှာ site ဆိုတာရှိတယ်အဲ့ site မှာကျွန်တော်လိုချင်တဲ့ A3 နဲ့ထုတ်မှာလား A4 နဲ့ထုတ်မှာလားကြိုက်တာနဲ့ထုတ်လို့ရတယ်ကျွန်တော် A3 ပေးလိုက်မယ်ဒီမှာ portrait ရှိမယ် landscape ရှိမယ်landscape ဆိုရင်ဒီမှာ landscape ပုံစံပြောင်းသွားမယ်ကျွန်တော် portrait နဲ့ပဲထုတ်မှာနော်ပြီးရင်ဒီမှာအောက်စား paper size တွေရှိအောင်ကျွန်တော် inch နဲ့မပြချင် millimeter နဲ့ပြချင်ဒါ A4 size ဆိုရင်297 420 photo ဒါဆိုရင် A3 size ဖြစ်သွားပြီ A3 size ဆိုတော့4ယောက် view တော့ဝင်လိုက်ဒီလိုလေးပေါ်နေလို့ရှိရင်ကျွန်တော်ဒါလေးကိုနည်းနည်းတင်မယ်ဒီဘက်လေးနည်းနည်းရွှေ့ပါကိုဒါတော့ကိုယ့်ဘက်ကိုချိန်ရတာပေါ့နော်ချိန်ကြည့်လိုက်ပေါ့ adjust လေးလုပ်ကြည့်လိုက်ပေါ့လုပ်ကြည့်ပြီးဒီမှာကျွန်တော်တို့ရဲ့ဟိုဟာရှိမယ် mask ပေါ့နော်ဒီ mask ရှိတယ်ဒီမှာရိုက်ထည့်လည်းရတယ်လောလောဆယ်ကျွန်တော်ရိုက်မထည့်သေးဘူးဒီကောင်းအောင်ကျွန်တော်ဒီဟာလေးနဲ့ပဲတောင်းတယ် zoom in လေးနဲ့ပုံလေးနည်းနည်းချက်ကြည့်ရအောင်ချက်ကြည့်လိုက်ရင်ဒီလိုဖြစ်သွားရင်ဒီမှာကိန်းကနန်းကဘယ်လောက်ဖြစ်မလဲဆိုရင်90ရာထောင်တော့တိတ်တန်း6တန်းဖြစ်နေဒါကနန်းတွေကနောက်မှာအစွန်းထွက်တွေဖြစ်နေအဲတော့ကျွန်တော်6တန်းထားလိုက်90ရာထောင်တော့တိတ်တန်းအဲ့ဒါခေါ်လိုက်ဒါဆိုရင်1/6တန်း scale ဒါလေးဖြစ်သွားမယ်ဖြစ်သွားပြီးရင်မြေပုံတစ်ချက်မှလိုတာကတိုက်တယ်တွေလိုမယ် not ညောင်ညုံကိန်းနေပေါ့နော်ဒီမြေပုံကမြောက်ရက်ပဲမှာရှိတယ်ဆိုတော့ညွန်ပြတာတွေလိုမယ်နောက်အတိုင်းထွာတွေဒီမြေပုံတစ်ချက်ရဲ့တစ်ခုနဲ့တစ်ခု grid line တစ်ခုနဲ့တစ်ခုဘလောက်ကွာဝေးတယ်ဒီဟာဘလောက်ဆိုတော့ဒီကျွန်တော် scale bar တွေဒါမြေပုံတစ်ချက်မှလိုအပ်တဲ့ဟာတွေပေါ့အဲ့ဒါတွေနောက်အညွှန်းတွေပေါ့လီချမ်းလို့ခေါ်တဲ့အညွှန်းတွေနောက်ဒီမြေပုံကဘယ် data ပေါ်မှာတိစောက်ထားပါတယ်ဆိုတော့ရည်ညွှန်းချက်တွေအဲ့ဒါကြီးပါမှဖြစ်မှာအဲ့ဒါကြီးကျွန်တော်ထည့်မယ်ဆိုတော့ကျွန်တော်ဘယ်ကိုဆက်သွားမလဲဆိုရင်ဒီမှာ insert ဆိုတာရှိတယ် insert ကိုသွားခဲ့ကျွန်တော် grid ရင်ပေါ်လိုက်မှာ grid ရင်ပေါ်လိုက်မှာဒီမှာ grid ဆိုရဒါလေးကိုဒီမှာ right click လက်ညှိုးလေးနဲ့တစ်ချက်ထောက်လိုက်ပါဗျာ click တစ်ချက်ခေါက်ပြီးရင်ဒီပေါ်လေးကိုတွတ်တင်လိုက်တာဒီလိုလေးဆောင်းလိုက်အဲ့ခါကျရင် right click နှိပ်လိုက်အဲ့မှာ property ပေါ်လာလိုက် property ပေါ်လာလို့ရှိရင်ဒီမှာ grid ဆိုတာရှိတယ်ကျွန်တော် grid တွင်လိုက်ပါ grid new grid ဒီကောင်က degree တွေနဲ့ပြတာဒီကောင်က meter တွေနဲ့ပြဒါတော့ကျွန်တော်တို့ reference ဆိုတာတွေဒါကျွန်တော်တို့သိမတော့ကျွန်တော်ဒီကောင်သုံး degree ပေါ့နော်ဒီကောင် degree နဲ့ပြကြတာအဲ့ဒါကိုကျွန်တော်တို့ဘလောက် degree ကြားဆိုတဲ့ interval ဒီမှာရှိရပါတော့လောလောဆယ်ကျွန်တော်ဒီကောင်နဲ့ပဲသွားမယ်ပြီးတော့ပြင်တဲ့ဟာတွေပြပေးမယ်5 degree နဲ့ပဲသွားလိုက်ပါapply
okay အဲ့ဒါဆိုရင်သူဒီမှာတက်လာပြီဒီမှာလေကနန်းလေးတက်လာတယ်အဲ့ဆိုရင်ကျွန်တော်တို့ကချိန်ရမှာဗာချိန်ရမလဲဆိုဒီထဲမှာပြထားတဲ့ index တွေပေါ့နော်မြေပုံပေါ်မှာပြထားတဲ့ index တွေနဲ့ဒီမှာ grid မှာပြထားတဲ့ကနန်းတွေက site ကမတူဘူးပေါ့နော်မတူတော့ညှိရတော့အညှိပုံညှိနေပြပေးမယ်အဲ့ဆိုရင်အခုဒီလိုဖြစ်သွားပြီဒီလိုဖြစ်သွားတဲ့အခါကျရင် control ဝင်နေမို့နေကိုမသိတာဘူးဒါပေမဲ့ဒီမှာတွေ့လာ control ဝင်နေအဲ့ကကြာကျွန်တော်ဒီမှာ school လဲလိုက်ရင်လဲခြုံချက်ကြီးတွေအဲ့လိုမျိုးကြီးတွေတခါလေကြာရင်ပျောက်သွားကြီးသွားပြီပျောက်အဲ့လိုဖြစ်စေချင်ကျွန်တော်ဒီပုံမှာဒါလေးရှိတယ် zone hole page ဆိုတဲ့ဟာလေးရှိရဲအဲ့ကောင်လေးတစ်ချက်နှိပ်လိုက်ရင်ဒီကိုပြန်ရောက်သွားတယ်အဲ့ခါကျရင်ဒီဘက်မှာ click တစ်ချက်နှိပ်လိုက်ရတဲ့ဒီရဲ့ control တွေအကုန်ပျောက်သွားပြီ control မရှိတော့ဘူးဒီမှာ control ပြန်ဖော်မယ်ဖော်ပြီးတော့ကျွန်တော် grid site တွေကိုကြီးကျင်တာဘာလို့တေးနေလို့အဲ့ခါကျတော့ဒီမှာကျွန်တော် property တွေကိုဝင်မယ် property တွေကိုဝင်လိုက်ရင်ဒါ interval ခုနကကျွန်တော်ပြောတာဒါ9 degree နဲ့လောက်ထားတဲ့ဟာဒါမြေပုံတစ်ချက်မှာ grid ခွဲထားလားမခွဲထားလားဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ပြန်ကြည့် grid pattern တွေ့လားဒီမြေပုံတစ်ချက်လုံးကတစ်ခွက်နှစ်ခွက်သုံးခွက်ပြီးတော့ဒီမှာကြည့်လိုက်တော့65ဒါတော့ကို user နဲ့ကိုပေါ့ကျွန်တော်ကတော့96 degree မြင်ကျွန်တော်တို့ကအရှိနောက်ကိုပဲခွဲတာနည်းနည်းများတဲ့အခါကျတော့96ဖြစ်အောင်လုပ်ရမယ့်အခါကျတော့ကျွန်တော်အဲ့ကောင်ကို3 degree ထားပေးမယ်အဲ့3 degree ချိန်တဲ့ပုံပြပေးမယ် property ခောက်ပေး property တွေပဲဆက်ဝင်လိုက်ဒီမှာ3 degree ထားလိုက်5 degree ကို3 degree ထားလိုက်เนาะဒါတခု interval ချိန်မယ်ပြီး label ဆိုတဲ့နေရာကိုဝင်မယ် label မှာကျွန်တော်တို့ကဒီကောင်6ဖြစ်နေ6ကိုကျွန်တော်တို့ဆက်နဲ့ထားပေးလိုက်ဆက်နဲ့ area ပဲပေါ့เนาะ area ထားခြင်းလည်းရတယ် tiny roman လည်းရတယ်ကျွန်တော် tiny roman ထားများတယ်ဒါတော့ကိုကြိုက်တာကိုသုံးဖို့ tiny roman ကျွန်တော် bold တင်မယ်ဒီမှာကျွန်တော် vertical level ဆိုတာရှိတယ် left နဲ့ right ကိုကျွန်တော် vertical အတိုင်းပြစေချင်တာအဲ့လိုမှမနှိပ်ထားဘူးဆိုရင်ဒီကောင် horizontal အတိုင်းပြထားတယ်ကျွန်တော်ဒီမှာဘာမှမဖြစ်သေးဘူးဒီတိုင်းလေးတစ်ခုပြကြည့်ပြီဘယ်လိုထွက်လာလဲဆိုတာဒီမှာတွေ့လားဒီကောင်တွေကဒီလို horizontal အတိုင်းပြပေးအဲ့ကကြတော့ကျွန်တော်မြေပုံမှာကြတော့ကြည့်ရတာတိတ်အဆင်မပြေဘူးအဲ့လိုမျိုးကြိုက်တဲ့လူကလည်းကြိုက်တာကျွန်တော်တို့ကတော့တိတ်မကြိုက်တော့ property ခေါ်ပြီးတဲ့ property တွေဆောက်ဝင်ပြီးတော့မှကျွန်တော်တို့အဒီမှာ label orientation နဲ့က vertical level ကို left နဲ့ right ကိုကျွန်တော် vertical အတိုင်းပြပါမယ်ဆိုပြီးတော့မှန်ချက်ပေးလိုက်တယ် apply okay အဲ့လိုလုပ်လိုက်တော့ဒီလိုလေးဖြစ်သွားတာဒီလိုလေးပေါ့နော်ဆိုရင်ဒါက grid လည်းထိုးပြီးသွားရင်အဲ့ grid ကိုကျွန်တော်ကဘာလုပ်မလဲဆို frame လေးတစ်ခုထားခြင်း frame ဒီမှာပေါ့ frame property ခေါ်မယ် property ခေါ်လိုက်ရင်ဒီမှာ frame ဆိုတာရှိရ frame မှာကျွန်တော်ဒီမှာ gas ပေါ့နော်သူ gas ကိုဘယ်လောက်ထားမလဲကျွန်တော်တော့လောက်ပါများနေလို့သိနေလို့25ထားတာတချို့ကတော့ကိုယ့်အောင်ကိုစမ်းကြည့်ပေါ့အဲ့မှာ20ပဲထားတာ30ပဲထားချင်တာထားဟုတ်နော်အဲ့လိုလေးလောက်လိုက်တော့ဒီမှာ frame လေးတစ်ခုပြောလို့ဆိုပေါင်ကုတ်လိုက်တာပေါ့ဗျာဒါလေးရလာတော့ဒီမှာအဲ့လိုဖြစ်နေဒီမှာ scroll ဒီလိုကြီးဆွဲရတယ်ဒီမှာပျောက်သွားတယ်အဲ့လိုလိုချင်တာဒီမှာဒါဆိုရင်ဒီလိုလေးပြန်ဖြစ်သွားရင်ကျွန်တော် grid ထိုးပြီးသွားရင်ဒီကောင်ဘလောက်နဲ့ဘလောက်ချဒါဆိုရင်ဒီ grid ကတစ်ခုနဲ့တစ်ခုကို3 degree ရှိတယ်အဲ့ဒါ96မြင်းပေါ့ကျွန်တော်မြန်မာနိုင်ငံအလဲကနေဖြတ်ထား96 degree မြင်းပေါ့အဲ့တော့ကျွန်တော်တိုက်တဲ့ထက်ဆက်တယ်မှာတိုက်တယ်ကိုသွားမယ်ဆိုတော့ IC Republic of the Union of Myanmar okay ဒါတိုက်တယ်ခေါ်လိုက်တာပေါ့နော်ဒါဆိုဒီမှာတိုက်တယ်ကြာလာကျကျင်တာကြာဒါဆိုရင်ကျွန်တော်စင်တာခေါ်မှာဟုတ်ခေါင်းစဉ်ဆိုတော့သူစင်တာခေါ်မှာကျွန်တော်တို့မြန်မာပေါ့
ဟိုဘက်ဒီဘက်ဘလောက်အတောင်မှဒီမှာ site ကိုကျွန်တော်တိုက်တယ်ဖြစ်တဲ့အတွက်မို့လို့16ထားလိုက်မယ်ဘိုးပေးမယ်ဒီမှာ area font ဖြစ်နေမလို့ကျွန်တော်ခေါင်းစဉ်တော်တော်များများကိုတာဟုမှထားတယ်စန္ဒကြမ်းကြချိန်လိုက်တော့တွေ့ရသွားပြီနော်တိုက်တယ်လည်းရပြီ grade တွေလည်းရပြီအဲ့တော့ကျွန်တော် note ထည့်မယ် insert ထည့်ကိုသွားမယ်ဒီမှာ note arrow ဆိုတာရှိမယ်ဒီမှာအများကြီးပဲရှိတယ်ကိုကြိုက်တာကိုလုံးလို့ရတယ်အဲ့ဒီမှာ3 bit တဲ့ဟာလေးကို st not 7ဆိုတဲ့ဟာလေးထည့်လိုက်ထည့်ပြီးတော့ကျွန်တော်ဒီကိုသွားဒီနားလေးပေါ့ဗျာနော်ညာဘက်တော့ညာဘက်တော့အပေါ်ဘက်ပေါ့အဲ့မှာကျွန်တော်တို့ကဘာကိုချိန်လဲဆိုတော့ဒီက arm လေးနဲ့ဒီရဲ့ grid ဘိုးနဲ့တူပေါ့နော်နည်းနည်းချိန်ကြီးလိုက်ဒီကောင်လေးသေးနေတော့ကနည်းနည်းလေးချက်လို့ရချက်ပြီးတော့ဒီမှာနောက်ဆုံးတော့ချိန်ကြီးလည်းရ okay ဒီမှာဆိုရပြီဟုတ်လားရပြီဆိုရင်ကျွန်တော်တို့ကထည့်လိုက်လို့ရတယ် okay ဒီမှာတော့ရပါတယ်ပြီးရင်ဒီနားလေးက zone home page ဆိုတာကိုသွားလို့ရတယ်ဒီကောင်လေးမပေါ်ဘူးဆိုလို့ရှိရင်လည်းတကယ်ကြရင်ဒီပုံမှာ right click ထောက်လိုက်ရင်ဒီမှာအဲ့လိုလေးကြာလာတယ်အဲ့လိုကြာလာရင်ကိုကြိုက်တဲ့ဟာဒီမှာ draw တို့ editor တို့ကိုခေါ်ကျင်တဲ့ဟာလေးတွေကိုအမှန်ချစ်ပေးပြီးခေါ်လို့ရတယ်နော်အမှန်ချစ်ပေးပြီးခေါ်လို့ရတယ်ဒါကတော့ပြပေးထားတာတော့ကြမပေါ်ဘူးဖြစ်မှာဆိုလို့ရပြီဆိုတော့ insert တိုင်းပြန်သွားမယ်insert တိုင်းမှာကျွန်တော် scale bar ထည့်မှာ scale bar ထဲမှာကိုကြိုက်တာကိုလုတ်scale bar ထဲမှာကြောင်းဒီကိုရောက်မယ် scale bar ခေါ်လိုက်မယ်scale bar ထဲမှာ320အကြောင်းလိုချင်ကြောင်းဂိမ်းပြထားခြင်းတယ်နည်းနည်းလေးချက်လိုက်ဂိမ်းပြလိုချင်ချက်လိုက်400ဒါဂိမ်းပြရသွားတယ်ပြီးသွားရင် insert ထဲကိုသွားမယ် insert ထဲမှာကျွန်တော်တို့ကဘာထည့်မလဲဆိုတော့dynamic type တွေထည့် dynamic type တွေထဲမှာကျွန်တော်က coordinate system ကိုရွေးလိုက်ကျွန်တော်ဒီပုံကိုဘယ် coordinate system နဲ့ချပြီးတော့ဆွဲထားတယ်ဆိုတဲ့ဟာလေးထည့်ရအဲ့မှာဆိုရင်ဒီမှာလေ coordinate system GC ရဲ့ WJ 84 data WJ ရဲ့84 unit က degree ပေါ့ဒီမှာ degree နော်အတာပြီးတော့ကျွန်တော်ပါကြမလဲဆိုလီဂျန်ထည့်ပါလီဂျန်ဒီမှာလီဂျန်ထည့်လိုက်ရင်ဒီမှာ state and region ဆိုတာရှိတယ်ဟို next ပေးမယ်ဒီမှာလီဂျန်ဆိုတာရှိတယ်ကျွန်တော်က block ထားမလဲဆိုရင်ကျွန်တော်ဒီကောင်းကိုဟိုပဲထားမှာအဲ့ဒါပြင်ဒီမှာဒါကိုရလုတ်ပေးရမှာလီဂျန်ထုတ်တဲ့အခါကျရင်ဒါတွေမပါခြင်းကျွန်တော်ဒီမှာလုတ်ထားတဲ့ဟာကိုရင်ပြဒီကောင်းကိုဒီမှာ symbology ထဲမှာကျွန်တော်အမှန်ကြီးပေးထားလို့ဒီ all other value ဆိုတဲ့ဟာကြီးကပုံနေတာဒီ symbology ထဲမှာဒီကောင်လေးကိုဖြုတ်ပြီး apply okay ပေးလိုက်အဲ့ဆိုဒီကောင်မပါတော့ state and region ပဲဖြစ်သွားပြီအဲ့ခါကျတော့ကျွန်တော်ကဒီမှာလီဂျန်ထည့်တဲ့အခါကျတော့အဆင်ပြေတော့လီဂျန်ထည့်အောင်လီဂျန်ထည့် next လီဂျန်ဖြစ်သွားပြီအဲ့မှာ response site ကိုကျွန်တော်တိုက်တယ်မှာထားတဲ့ပုံစံပဲထားမယ်တိုက်တယ်မှာ16ဝယ်ထားတာ16ဝယ်ထားမှာ16ဝယ်ထားပြီးတော့ background လေးထည့်တာမထည့်ကြလည်းရတယ်ဒါတော့ကျွန်တော်ကောင်းတော့ကောင်း20 40ပေါ့နော် weight က40 height က20ဒါပါလဲဆိုတော့ကျွန်တော်ဒီရဲ့ symbology အတုံးလေးတွေထည့်တာ site ကလေးပေါ့ဒါကတစ်ခုနဲ့တစ်ခုကွာဝေးပေါ့ gas လေးတွေဒီမှာကြာလာအဲဒီကြောင့်ဒီပုံအဲ့ဒါတော့ကို adjust လုပ်နိုင်တဲ့ပုံပဲကိုမူတီရောကိုမြေပုံတစ်ချက်မှာဘယ်နာလွတ်လဲလွတ်တဲ့နေရာလေးတွေလိုက်ပြီးတော့ထားကြည့်ဖို့ဗျာ
region state ဟာ region ဒီနောက်ဆုံး ASD ဘာဖြောက်ခြင်းလဲဆိုလဲ export ဥစားပေါ့ဗျာ group ပိတ်ပြီးတော့ဖြောက်လိုက်လို့ရတယ်ဒါတမျိုးပေါ့ဗျာလုံးလုံးစဒီဘက်ကလိုက်မှာဒီဘက်မှာတော့ထောင်းမလို့ဘူးဖြစ်နေဒါတော့ကိုမြေပုံဝိုင်းမှုထဲကိုပေါ့ကိုချိန်လိုက်ပေါ့ဗျာဘလို့ပဲဖြစ်နေပါစေဒီမှာ zoom hole space ဆိုတာလည်းနှိပ်လိုက်တာဒီပြန်ရောက်သွားပြီနော်အဲ့လိုမျိုးလေးပေါ့ဒါတွေအကုန်ပြီးသွားပြီဆိုရင်တော်များများတော့ပြီးတော့ဖြစ်သွားပြီမြေပုံတစ်ချက်ကကျွန်တော် frame ပေါ့နော်ကျွန်တော်လုံးနေကြပုံစံလေးရှိတော့ကျွန်တော်လုံးနေကြပုံစံလေးကဘာလုပ်လဲဆိုတော့ဒါကလည်းကျွန်တော်ဆရာကဘောင်ခတ်ပြောလုံးအားကြီးတော့အဲ့ဒါလေးနဲ့ကြောက်မှာပေါ့ကျွန်တော်ဆရာတင်ပေးရတာကြောက်လို့လဲဒါလေးကိုဘောင်ခတ်တော့အဲ့ဘောင်ခတ်တဲ့နေရာမှာညီမညီကြည့်ဖို့ကြတော့ကျွန်တော်ကတော့ဒီတိုင်းလေးပဲချိန်လိုက်တာမှန်တကယ်ဆိုရင်တော့display ဘောင်ခတ်တာပေါ့လားဘောင်ခတ်ကြတော့ဘောင်ခတ်တော့လှတာပေါ့ဗျာပုံလေးကဘောင်ခတ်ပေါင်းလေးကိုဒီလိုလေးလောက်ပြီးသွားတဲ့အခါမှာကျွန်တော်ကသူ့ပေါ်မှာ right click နဲ့ property ခေါ်ပြီးရင်ကျွန်တော်ဒီ color ကိုဖြောက်ရအောင်အဲ့တော့ new color ပြီးတော့ဒီကောင် black ပဲထားမှာပေါ့နော်ဒီကောင် black ထားမယ်ဒီမှာ outline width ဆိုတာရှိတယ်ကျွန်တော်အဲ့ကောင်ကိုလိုချင်တဲ့ width ထားချင်တာပေါ့နော်အဲ့ခါကျတော့ဒီမှာ edit symbol ဆိုတာရှိတယ်အဲ့ဒါဝင်လိုက်တယ်ဝင်ပြီးရင်ဒီမှာ online ဆိုတဲ့ဟာတွေကိုထပ်ဝင်တော့ဝင်ပြီးဝင်ကျွန်တော်ဒီမှာဘောင်မျိုးစားရွေးလို့ရတယ်ဗျဘောင်မျိုးစားထဲမှာဒီမှာကျွန်တော်ဒီဘောင်လေးတုံးနေဗျ double grid ဆိုတဲ့ဟာလေးအဲ့ကောင်လေးကျွန်တော် 2.1 က 2.4 ရှိတယ် okay apply okay ပြီးသွားရင်ကျွန်တော်ဒီမှာပြန်ခေါ်ကြည့်လိုက်တော့မြေပုံလေးတစ်ချက်ပေါ့ဗျဘောင်လေးနဲ့ပေါ့သူကဒီတက်ပုံလေးတစ်ပုံထွက်သွားတာပေါ့ဒါကတော့အတ်မမှာကျွန်တော်တို့မြေပုံတစ်ချက်ကိုဘလို့ဆွဲတာတယ်ပေါ့နော်ဘလို့ထုတ်လုပ်တယ်ဆိုတဲ့ဟာလေးကိုဒါပြပြီးတော့တခြားအများကြီးလို့ရှိပါသေးတယ်လောလောဆယ်ပြနိုင်တာလေးပေါ့ဒါလေးတစ်ခုတော့လုပ်ပြီးတော့အဲ့ကကြောင့်ကျွန်တော်ဒီကောင်ပုံထုံး export map ဆိုတာရှိရယ် export map ထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်လိုချင်တဲ့ဟာလေးလုပ်လိုက်တော့ဗောနော်ဒီကောင်းရဲ့နာမည်က RE Republic of the Union of Myanmar ဗောနော်မြန်မာပေါ့နော်အဲ့ဒါလေးကိုဒီမှာကျွန်တော် file ပေါ့နော်ကျွန်တော်ကဒီနေရာမှာကျွန်တော် desktop ပေါ်မှာကျွန်တော်ပထမဆုံးလုပ်ထားတဲ့ဟာလေးရှိတယ်အဲ့မှာ exercise ဆိုတဲ့ကိုဝင်လိုက် exercise ထဲဆိုဝင်ပြီးတော့ကျွန်တော်စိတ်လိုက်မယ်ပေါ့နော်ဒါ JPEG ပေါ့နော်ဒါ JPEG မှမဟုတ်ဒီမှာ PDF နဲ့လည်းဆေးလို့ရတယ်JPEG ဒီမှာ resolution တွေလည်းချိန်လို့ရလောဆယ်ကျွန်တော်ပြပေးတာဖြစ်တဲ့အတွက်ကျွန်တော်300ပဲထားတာစိတ်လိုက်ပြီအဲ့ဒါဆိုရင်ဒီမှာ exercise ထဲဝင်ကြည့်လိုက်ရင်ကျွန်တော်ခုနထုတ်တာမြေပုံလေးထွက်လာတာပေါ့နော်ဒါကတော့အတ်မမှာမြေပုံတစ်ချက်ဘယ်လိုထုတ်လို့ရတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ပြပေးတာပေါ့နော်
ပါအားလုံးကိုမြေပုံတစ်ချက်မှဆိုရင်เนาะဒါကျွန်တော်တို့မြေပုံတစ်ချက်ကိုမြေပုံတစ်ချက်မှုကြည့်ပြီးဆိုရင်ခေါင်းစဉ်ပါမယ်သူ့ရဲ့မြောင်ညွန်းကိန်းတွေပါမယ်ဒါဆိုရင်မြောက်ရက်ကဒီအပေါ်ဘက်ပေါ့နော်ဒါမြောက်ရက်ကိုညွှန်ထားတာဒီမှာ grade တကွန်း grade ကွက်တကွန်းနဲ့တကွက်ဘလောက်အကွာဝေးရှိရဲအဲ့လိုမျိုးပေါ့နော်ဒါတွေကိုကျွန်တော်တို့ကကြည့်ရမယ်ဒီမြေပုံကဘယ် data ကနေဆင်းသက်လာတဲ့မြေပုံလဲပေါ့နော်အဲ့လိုဟာမျိုးတွေတိမှဖြစ်မှာဗျဘာလို့လဲဆိုတော့ဒါမှကျွန်တော်တို့ဘလောက်တိုင်းတာအကွာဝေးရှိရဲဘလောက်သွားရမယ်ဘယ်ရက်ကိုသွားရင်တော့ဘယ်ရောက်မယ်ဆိုတဲ့ဟာတွေကိုမြေပုံတစ်ချက်ကိုကြည့်ရတာပေါ့နော်အဲ့မြေပုံတစ်ချက်ကနေပေးတဲ့အသိပညာကိုအဲ့ခါကျတော့ကျွန်တော်တို့လွယ်ကူသွားလာတာပေါ့ဗျာနှမို့ဆိုရင်မသိရင်မရဘူးဗျမသိရင်ဥစ္စာဂရိရှိတဲ့တထေးသားလို့ဖြစ်နေမှာတောင်မှမသိမြောင်မှမသိအဲ့လိုဖြစ်နေမှာမြေပုံတစ်ချက်မှာပါတင်ပါလိုက်တဲ့ဟာတွေပါမယ်တိုက်တယ်ပါမယ် not airway ပါမယ်ဒီ grade ဆိုတဲ့ grade ကွက်တွေပါမယ်ဒီမှာ grade bar တွေပါမယ်ဒီ bar လေးပေါ့ဗျ100ဆိုရင်100ရှိ100ကီလိုမီတာဒီရနေဒီထိအကွာဝေး100ကီလိုမီတာရှိတယ်ဆိုတာဟာလေးပေါ့ဟုတ်ပါပြီနောက်ဗီဒီယိုလေးမှာဆုံကြတော့